ဟုတ်တာနော်ဟာပလိတ်ကာကြီးဟာ Oh my god Oh my god ကျူးပြီလေကားရမလို့လောက်ပါအရှင်းဘာဖြစ်နေလဲလဲခါဖို့အိုင်တော့စုံညရပြီနော်အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေအဟိုက်တလိုင်းအနေပြန်လဲ welcome လိုက်ပါတယ်ကျွန်တော်ရန်ကြီးပဲဖြစ်ပါတယ်အခုကတော့ကျွန်တော် off noise ထဲမှာဗျာတဲ့လားခဏလေးကြာရင်တော့ကျွန်တော်မဟာဆိုင်ထဲကိုကျွန်တော်ဖြတ်ပြီးတော့ Facebook လေးကိုကျွန်တော်ပြန်มาဖြစ်ပါတယ်ဒီတစ်ခါတော့ဟိုတစ်ခါလုံးအဲ့လိုမျိုးတော့ mic တော့မမီးမှာစိတ်မပူပါတော့ပါဘူး mic မီးမှာတော့သိကြပါတယ်ဆိုတော့ဒီနေ့ကကျွန်တော်တချင်းသွင်းတဲ့စတူဒီယိုကနေပြီးတော့ကျွန်တော်ပြန်နေရပါလေရက်ကတော့26ရက်နေ့တလပိုင်း2026ဖြစ်ပါတယ်ဒီလမ်းလေးကိုဖြတ်တာဖြတ်မောင်းတာမောင်းနေရတာရွာတိလာတော်တော်လေးလန့်တယ်ဘာကြောင့်လဲဆိုတော့မဟာဆိုင်ဆိုတဲ့အတိုင်းပဲလေနော်နောက်အခုသတင်းတွေရလဲတိတ်ကောင်းမနေဘူးရတယ်လားအဲ့ဒါကြောင့်မလို့ပါလမ်းတာတော့လန့်ပါတယ်ဒါတော့မဟာဆိုင်တကြောပေါ့လေနော်အတန်းတော့နည်းနည်းလေးဝင်နေရဗျာဒီလားကျွန်တော်တစ်ပတ်လုံးနေမကောင်းဖြစ်ထားတော့အတန်းနည်းနည်းလေးဝင်နေပါလိမ့်မယ်ဒါတီးခံပြီးတော့ပဲနားထောင်ချင်နားထောင်ပါဗျာမနားထောင်ချင်လဲကြော်သွားလိုက်ပါတော့shit ကားကြီးအဲ့လိုကြီးလို့ဒီနေ့ကတော့ကားသိမ်းမကြက်ဘူးလို့တော့ခံစားရပါတယ်မဟာဆိုင်လေးကနေပြီးတော့ဘယ်သူတွေကြည့်နေလဲတစ်ချက်လောက်မှန်းခဲ့ပြီပါအောင်ဗျာတလားနောက်တစ်ခေါက်လာတဲ့ခါကျရင်ဝေးလည်လို့ရအောင်လို့ဟုတ်တာနော်ကြက်တာနော်တိုင်းမတိုင်းဒီနေရာကြီးလာလို့မရဘူးမီးပွားရတော့ကုန်ပြီထင်တယ်ဟုတ်မယ်ကျွန်တော်စိတ်ထင်မီးပွားတော့ကုန်ပြီအဲ့ဒါပါတော့ရှိရနော်ဒီဘွားရတော့ကုန်ပြီအရှင်းမှာကားတွေစကြက်ပဲဘာဖြစ်ဆိုတော့ပစ္စည်းနားမှာဆိုတော့လေ对啦ဒီလမ်းတွေကရုပ်တရက်ကြီးဖပန်းဝင်လာထိုင်းရုံနေရောက်ပြီအရှင်းမှာထိုင်းရုံနေကနေဘယ်လိုတွေကြည့်နေကြလဲတစ်ချက်လောက်မှန်းခဲ့ပါအောင်နောက်တစ်ခါလာတဲ့ခါကျရင်ဝင်လေပါမယ်လို့ကြက်တယ်ဟေးအရှင်းမှာကြက်တယ်မဟုတ်အရှင်းမှာကြက်ပြီဟုတ်တာနော်ဟာပလိတ်ကာကြီးဟာ damn Oh my god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  What ဖြစ်နိုင်လိုက်တာကျစင်နော်အဲ့ဒီကဘောလီပိုကြီးတယ်ထင်တယ်ကျွန်တော်စိတ်တယ်ခုနဝင်ရပါရန်တန့်နေတယ်ဗျာတိလားကျစင်နော် Oh my god ဟုတ်တာကြက်နေတာတကယ်ကြက်နေတာရှူးပြီလေဟုတ်တာ
ဖြတ်တော့ရကက်လန် तू ကအရှက်နေဘိုးသာဖြစ်နေတာသိလားလူငယ်ရဲ့တက်လန်တွေကိုပိတ်ဆို့နေတာကားရဘယ်လိုလုပ်မှာလဲမသိဘူးလန့်ဒီနေရာတွေကိုဖြတ်ရင်ပြောတော့သတင်းတွေကအစမပြတ်အဲ့ဒီဖြစ်နေတော့ကွာလန့်ကျွန်တော်အများအားပြောရဟိုတစ်ခါတော့လည်းကျွန်တော်ကလန့်ဒီလန့်နေဖြတ်ရင်အမအရှင်ကဘာဖြစ်နေပြီလဲမသိဘူး